Yeah. အခုကျမတို့သွားမယ့်နေရာလေးကတော့ဒီ Washington DC American နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Washington DC မြို့မှာရှိတဲ့ပေါ့နော်သမ္မတရဲ့အိမ်ဖြူတော်ကိုသွားမှာဖြစ်ပါတယ်အိမ်ဖြူတော်ဆိုပေမဲ့အိမ်ဖြူတော်တွေကိုတော့ကျမတို့ဒါရိုက်ဝင်လို့မရဘူးလို့ကျမထင်တယ်ဒါကြောင့်မို့အခုကတော့အိမ်ဖြူတော်အတိုင်းကိုလှုပ်ထားတယ်ပေါ့နော်ပြတိုက်ကလေးကိုကျမတို့သွားမှာဖြစ်ပါတယ်အိမ်ဖြူတော်ထဲမှာရှိတဲ့ဟိုသမ္မတအခန်းတွေဆွေးနွေးပွဲခန်းတွေမီဒီယာခန်းတွေစားတောက်ခန်းတွေအစအကုန်လုံးဒီပုံစံနဲ့ကိုဒီမှာလာရောက်ပြီးတော့ကျမတို့တွားရောက်လေ့လာတာဖြစ်ပါတယ်လာတော့တွားရောက်လေ့လာတာဖြစ်ပါတယ်အဲ့ဒါမို့ပေါ့နော်ဒီမှာကလေးတွေကကျမတို့လာနေဆိုရင်တွားတာနှစ်ခေါက်ဖြစ်ပြီးနှစ်ခေါက်ရှိပြီပေါ့နော်အရန်လဲလှပတယ်အရန်လဲဟိုပေါ့နော်တို့ဆရာကောင်းတယ်ပြီးတော့မှစာအုပ်တွေလည်းလေ့လာဆရာရောအစုံဒီပြတိုက်ဒီမှာရှိတာဖြစ်တယ်ပြီးတော့ခါကျတော့အဆောင်တွေလည်းရှိတယ်ဆိုတော့အရန်တော့ချက်တယ်ဒီထဲမှာပေါ့နော်လူရိုက်တာစာပေါ့နော်ဟိုပါလဲအကုန်လုံးပေါ့နော်ချက်တယ်ဒါပေမဲ့ပေါ့နော်ဒီကနေ့လာလို့ကောင်းတဲ့နေရာဖြစ်တဲ့ဒါဆို Christmas အကြောင်းကိုဒီမှာနှိမ့်လိုက်တာနဲ့အကုန်လုံးကိုဒီမှာပေါ့နော်ဒါကျွန်တော်တို့ဒီအိမ်ဖြူတော်ထဲမှာသွားပြလေးလာဖြစ်တဲ့လေဒီကိုပြလိုက်ဆောင်မလားကျွန်တော်ဒါနဲ့သွားတာဆိုနှာခေါင်းပြပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့ပိတ်ခံနေပြီဆိုတော့ပေါ့နော်ဒီနေ့လောနဲ့ဒီနေ့ဆိုတော့ဒီခံတော့ပေါ့နော်ဒီမှာကြည့်လိုက်ပါကျွန်တော်တို့ဒီနေ့သွားကြတာပေါ့နော်အခန်းကြီးလေးဒါပေမဲ့တကယ်တမ်းပြလာမယ်ဆိုရင်တော့အနည်းဆုံးတော့9နိုင်လောက်လိုအပ်တယ်နော်ဒီမှာအနည်းဆုံးတော့9နိုင်လိုအပ်တယ်သားလေးဆိုတော့စာလေးဖတ်ချင်တာပြီးထားပေးနေပုံမှန်ဆိုလို့ရှိရင်လည်းဒီစကားပြောတာတွေပြီးခဲ့နှစ်ပေါင်းဟိုနော်နှစ်ပေါင်းများစွာကအကြောင်းတွေပြန်ပြီးတော့လေးလာလို့ရတယ်ဖတ်လို့ရတယ်ပေါ့နော်စာကြည့်တိုက်တွေပဲသုံးလို့ရတယ်ပေါ့နော်ဒီနေရာမှာအဲ့ဒါ Okay ဒါဒီSo we need to go government room. And now you're coming. Yes. Oh, a lot of people are here. So yeah, Yoma. Tamara Yoma. Yeah, there's no people. You might avoid it, Sajiku. Laura. Ai, ta怎么用这个包的？Show me something good. Okay. Oh, look. Hey, Pada. What is going on here?
မချီစောင်းဖတ်ချင်တယ်ဆိုရင်ဒီစောင်းကိုယူပြီးတော့မှဒီမျိုးထက်အဲ့ဆိုရင်ဟိုဖတ်ချင်တယ်ပေါ်တာစိုက်ကပေါ်လာโอเคဒါ government အိမ်ထဲမှာ okay okay ဒါတော့ cabinet room မှာ In big contrast to the Orthodox state during the Great Depression and the Russian World War II, we had to be very economical about the ministry. Glory, sit down here. Come on, faster. Okay. They were served. Where are we going? President room. Đó đó, đi mà mình phía đây nè đi. Mama này phía đây nè bác có. Okay, okay guys, let's go. Para, let's go. 5 minutes. Yeah. Yes, we talk so much. 5 minutes. 5 minutes. So, wait for me. ဒါတွေကတော့တော့ White House ကိုသူတို့ပြထားတဲ့ပုံလေးတွေပါခုအမြန်မဲ့ရလိုက်တော့မယ်ကဲအောက်ဆင်းတော့မယ်အောက်ဆင်းရအောင်ကြားတယ် Let's go. Okay. Yeah. You look like President Trump. Okay. Let's go. Come on, get up. Let's go. Come on, baby. Are you finished phone call? Okay. Who are you talking to? Let's go. Ready? Yeah. Go, baby. Wow, ကျမတို့ကလေကျေးဇူးတော်အကြောင်းမိုးပေါ့နော်ဒီနေ့အဲ့ဒီမှာသွားတဲ့ခါမှာလူတိတ်မများဘူးပုံမှန်ဆိုရင်လူကပြည့်တယ်ပေါ့နော်ပြည့်တဲ့ခါမှာဒီနေ့ကကြပိတ်ခံကြီးတာဟုတ်တယ်ပြီးတော့ခါကျတော့စနေတင်ရွေးနေမဟုတ်တဲ့ခါကျတော့လူမများတဲ့ခါကျတော့လူတိတ်မရှိဘူးကိုကြည့်ရှင်တာလေးတွေကြည့်ခဲ့တယ်ပြောကလေးတွေကိုနောက်တစ်ခါ I need to go. Yeah. Well, I need to go.
Thank